တင်တိပြီးပြီလားဘယ်ကူယိုမရဲ့အနဲ့ဆိုင်ဆုံးနေအောင်မှာမင်းယုံနဲ့တင်လူကိုယူသွားစေနိုင်တဲ့ပန်းတပွင့်ရှိတယ်ဆိုတာရှေးမှုစိုးကြီးတွေပြောလို့ရှိတယ်မော်တစ်ခွာတဲ့သူကလာပြင်းညင်နဲ့တန်းခေါင်လူသူမရောက်နိုင်တဲ့ရှုံမြောင်တွေထင်းမှာပဲတနစ်မှာတက်ချင်းတိတ်တိတ်စိပွင့်တတ်တာပါသူ့ရဲ့ရနန်းပါကဘာပေါ်မှာအမွေးဆုံးပဲဒါပေမဲ့တတိထားအဲ့ဒီအနံ့ကိုရှူမိလိုက်တာနဲ့တင်းရဲ့အသေးစိတ်တွေဟာပန်းစီမှာပဲကြံရစ်ခဲ့တော့မှာမုတ်ဆိုးတချို့ဟာအိမ်ပြန်လန်ကိုမေ့သွားပြီးဒီပန်းကိုပဲငေးကြည့်ရင်တော်တယ်မှာပျောက်ကွယ်သွားခဲ့ကြဘူးတဲ့သိပ်ပန်နေကြဖြိုရရင်တော့ဒါဟာအလွန်ပြင်းထန်တဲ့အာယုံခြောက်ချစေတဲ့အစိငွေဟယ်လိုစီနိုဂျင်တစ်မျိုးပေါ့ဒါပေမဲ့ရိုးမထဲမှာတော့ဒါဟာတော်ဆောင်နိုင်ရဲ့ဖန်ဆာမှုလို့ပဲလူသိများကြတယ်အကယ်လို့တင်သားဘဲကူရိုးမထဲမှာထူးဆန်းတဲ့အမွေနဲ့တစ်ခုကိုရခဲ့ရင်နောက်ကိုလက်မကြည့်ပဲအမြန်ဆုံးပြေးထွက်ခဲ့ဖို့မမေ့ပါနဲ့